KNU ဗဟိုနိုင်ငံရေးစစ်ရေးအကြံပေးဗိုလ်မှူးကြီးထူးထူးလေးကွယ်လွန်ကရင်မျိုးသားအစည်းအရုံး KNU ဗဟို၏နိုင်ငံရေးစစ်ရေးအကြံပေးဗိုလ်မှူးကြီးထူးထူးလေးသည်မေလ18ရက်တွင်ကွယ်လွန်သွားသည်အသက်88နှစ်အရွယ်ရှိပြီဖြစ်သောဗိုလ်မှူးကြီးထူး KNU ဗဟိုနိုင်ငံရေးစစ်ရေးအကြံပေးဗိုလ်မှူးကြီးထူးထူးလေးကွယ်လွန်ထူးလေးသည်မေလ18ရက်ည10နာရီခွဲခန့်တွင်နယ်စပ်တနေရာ၌ကွယ်လွန်ခဲ့ခြင်းဖြစ်သည်သူကတော်လှန်ရေးစဝင်ကလေးကဗဟိုကော်မတီရဲ့ဗဟိုအလုပ်အမှုဆောင်အဆင့်ဆင့်တာဝန်ထမ်းဆောင်တာပေါ့နောက်ဆုံးကျန်းမာရေးအခြေအနေအရသူကွန်ဂရက်ဆက်မဝင်တော့ဘဲနဲ့ KNU ရဲ့နိုင်ငံရေးစစ်ရေးအကြံပေးတာဝန်ပေးထားတာပေါ့ဗိုလ်ချုပ်မူတူးစတက်တဲ့အချိန်မှာပေါ့ဟု KNU သတင်းရင်းမြစ်တူကပြောသည်လွတ်လပ်သောကရင်သမိုင်းသုတေသနဌာနအသင်းကလည်းဗိုလ်မှူးကြီးထူးထူးလေး၏နိုင်ငံရေးဖြတ်သန်းမှုအခြေအနေကိုအသိပေးထားရာ1989ခုနှစ်တွင် KNU ကရင်မျိုးသားအစည်းအရုံးထိန်းချုပ်ရာတပ်မဟာ6သို့ရောက်ရှိကော့မှူးရာအခြေစိုက်အမှတ်100တပ်ရင်းတွင်တပ်သားအဖြစ်စာရင်းသွင်းခဲ့သည်1980မတ်လတွင်ဗိုလ်ကြီးစောထူးဦးဆောင်ပြီးအင်အား60ခန့်နှင့်အတူဖာပွန်ဒေသရှေ့တန်းစစ်မျက်နှာသို့တာဝန်ပေးခြင်းခံရပြီးဧပြီလတွင်အမှတ်တပ်မဟာကတိုင်တိဒေသတွင်ရန်သူနှင့်တိုက်ပွဲဖြစ်ပွားပြီးနားတွင်ဒဏ်ရာရခဲ့သဖြင့်မာနယ်ပလောဌာနချုပ်သို့ပြန်လာကာဆေးကုသမှုခံယူခဲ့တော်လဲဘယ်ဘက်နားတစ်ဖက်မှမူလုံးဝမကြားရတော့ကြောင်းဖော်ပြထားသည်ထို့နောက်ဗိုလ်ကြီးအဆင့်ရာထူးတိုးမြင့်ခန့်ခြင်းခံရပြီးတရားစီရင်ရေးဌာနသို့ပြောင်းရွှေ့ခန့်ထားခဲ့ပြီး KNDO ကာကွယ်ရေးဌာနကိုပါကူညီရန်တွဲဖက်တာဝန်ပေးခဲ့သည်ဟုသိရသည်ထို့အပြင်ဘားအံခရိုင်အမှတ်9တပ်မဟာဒေသရှိခရိုင်တရားသူကြီးပဒိုမန်းသိန်းကိုလည်းအကြံပေးကူညီရန်တာဝန်ပေးအပ်ခြင်းခံရသည်1984ခုနှစ်တွင်ကရင်ဒုက္ခသည်ကော်မတီတွဲဘက်အတွင်းရေးမှူးဖြစ်လာခဲ့သည်ဟုဖော်ပြသည်1986ခုနှစ်တွင် KNU ကရင်မျိုးသားအစည်းအရုံးတွင်ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခြင်းခံရပြီး1991ခုနှစ်အောက်တိုဘာလတွင်ဗိုလ်မှူးကြီးအဆင့်သို့ရာထူးတိုးမြင့်ခြင်းကိုခံရကြောင်း KNDO ကာကွယ်ရေးတပ်ဖွဲ့၏ဒုတိယစစ်ဦးစီးချုပ်ရာထူးခန့်အပ်ခံရသည့်အပြင်တရားရေးဌာနတွင်တရားရေးဌာနတာဝန်ခံဖြစ်လည်းခန့်အပ်ခြင်းခံခဲ့ရသည်ဟုဆိုသည်1995ခုနှစ်ဩဂုတ်လ21ရက်နေ့တွင်ကျင်းပသော KNU ကရင်မျိုးသားအစည်းအရုံး17ကြိမ်မြောက်ကွန်ဂရက်တွင် KNU ကရင်မျိုးသားအစည်းအရုံးထွေထွေအတွင်းရေးမှူးနှင့်အဖြစ်ရွေးချယ်တင်မြှောက်ခံရပြီး12ကြိမ်မြောက်ကွန်ဂရက်တွင် KNU ထွေထွေအတွင်းရေးမှူးအဖြစ်ရွေးချယ်ခံခဲ့ရသည်